မင်္ဂလာပါရှင်ကျမတို့ရဲ့အိမ်မြူမြောက်ဦး channel ကနေခင်မင်းရင်းနှီးစွာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကဘာကျော်တအုပ်ဖြစ်တဲ့ညာလက်ပြတ်၍ဘယ်လင်းနဲ့အိုလံပစ်မှာတင်းနှက်ပေးရွှေစိတ်စုနှစ်ကြိမ်ရယူခဲ့သူကာရိုဒီတကက်အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်အိုလံပစ်ပစ္စတိုတင်းနှက်ပြည့်ပြိုင်ပွဲမှာရွှေစိတ်နှစ်ကြိမ်စတက်ရခဲ့တဲ့ဟန်ဂေရီနိုင်ငံသားကာရိုဒီတကက်အကြောင်းကြားဘူးသူနဲမှာပါဟန်ဂေရီတနိုင်ငံလုံးကသူရဲကောင်းတယောက်အဖြစ်ချီးကျူးဂုဏ်ပြုခံရသူပါတင်းနှက်ပြည့်ပြိုင်ပွဲမှာရွှေစိတ်ဆူရတာများဘာထူးဆန်းလို့လဲလို့မေးကြင်ကြမှာပါကာရိုလီကို1910ခုနှစ်ဇန်နဝါရီလ21ရက်နေ့ကဟန်ဂေရီနိုင်ငံပူဒါပက်စ်မြို့လေးမှာမွေးဖွားခဲ့ပါတယ်1938ခုနှစ်မှာဟန်ဂေရီနိုင်ငံရဲ့စစ်တပ်မှတိုက်ကြကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကာရိုလီဟာဥရောပပြိုင်ပွဲတွေရဲ့ပစ္စတိုတင်နက်ပစ်ချန်ပီယံတယောက်ဖြစ်လာခဲ့တယ်ဒါကြောင့်1940ပြည့်နှစ်မှာကျင်းပမဲ့တိုကျိုအိုလံပစ်ပြိုင်ပွဲမှာတင်နက်ပစ်ချန်ပီယံဖြစ်ပြီးရွှေစိတ်ဆုရယူဖို့မျှော်မှန်းထားတယ်တေချာတလောက်လည်းရှိပါတယ်ဒါပေမဲ့ကကြမ္မာဆိုးနဲ့ကြုံလိုက်ရတယ်။အိုလံပစ်ပြိုင်ပွဲမကျင်းပခင်လအနှဲငယ်အလိုလေးမှာပဲသူစစ်တေတန်းလေ့ကျင့်နေတော့လက်ပစ်ဘုံကိုပင်မလို့ရွေးနေစဉ်မှာပဲဘုံဟာတွက်လက်ထဲမှာရုတ်တရက်ပေါက်ကွဲသွားတယ်။သူတင်းနဲ့ပြစ်နေကြညာဖက်လက်ဟာလက်ကောက်ဝက်ကနေပြတ်ထွက်သွားတယ်။သူဟာဆေးရုံမှာတလားလောက်ဆေးကူရတယ်။သူလေးပြတ်သွားတာရဲ့အိုလံပစ်ရွှေတစဲအိမ်မက်ပြစ်သွားတာကြောင့်သူ့ကိုယ်သူတက်တည်ခြင်းလောက်အောင်စိတ်ဓာတ်ကျသွားတယ်။ဒီလိုအခြေအနေမျိုးကြုံတွေ့ရင်လူအတော်များများဟာစိတ်ဓာတ်ကျပြီးဘဝကိုလင်းမြောက်အရှုံးပေးသွားကြမှာပါဒါပေမဲ့ကာရိုလီဟာအဲ့ဒီလူတွေထဲမှာမပါပါဘူးသူဟာဘဝကိုအရှုံးမပေးဘူးဖြစ်လာတဲ့အခြေအနေကိုအပြစ်ပုံချမနေတော့ဘူးသူစိတ်ဓာတ်ကျနေတာကိုတော်တော့ပြီလို့ဆုံးဖြတ်လိုက်တယ်သူဘာလုပ်တယ်ထင်တယ်လဲသူရဲ့ဘဲဘဲလက်နဲ့တင်းနှက်ပစ်စလေးချက်တယ်သူ့ကိုယ်သူအားပေးတယ်ဘာလို့မဖြစ်နိုင်ရမှာလဲတဲ့သူဘယ်မှာလေးချက်တယ်လဲလူသူမနီးတဲ့တောအုပ်တစ်ခုမှာတယောက်တည်းသွားလေးချက်တယ်ဘာကြောင့်တောအုပ်ထဲမှာလေးချက်တာလဲလူတွေနဲ့နီးတဲ့နေရာမှာလေ့ကျင့်ရင်သူ့ကိုလူတွေလောင်ပြောင်ကြမယ်သူ့ကိုမဖြစ်နိုင်တာလုပ်တယ်လို့ပြောကြမယ်အဲ့ဒီစကားတွေကြားပြီးစိတ်ဓာတ်ကြမှာဆိုလို့ဘယ်လောက်ကြာကြာလေ့ကျင့်တယ်လဲဆိုတော့လပေါင်းများစွာကြာခဲ့တယ်1939ခုနှစ်မြို့ပေါက်ကာလမှာဟန်ဂေရီတနိုင်ငံလုံးရဲ့တင်နက်ပစ်ချန်ပီယံပြိုင်ပွဲကိုကာလိုရီတယောက်ရောက်လာခဲ့တယ်သိနေကြတဲ့ပြိုင်ပွဲဝင်တင်နက်သမားတွေကသူ့ကိုတနာပြီးအားပေးစကားပြောကြတယ်ဒီပြိုင်ပွဲကိုသူအားပေးဖို့ရောက်လာတဲ့အတွက်အခုံယူကြောင်းဝိုင်းပြောကြတယ်ကာရိုလီကသူခုရောက်လာတာအားပေးဖို့မဟုတ်ဘူးပြိုင်ပွဲဝင်ဖို့လာတာဖြစ်ကြောင်းပြောလိုက်တော့လူတွေကမယုံကြဘူးလေယုံစီစရာပဲလေတင်းနဲ့ပြစ်နေကြညာဘက်လက်ပြတ်နေသူကပြိုင်ပွဲဝင်မယ်ဆိုတော့ဘယ်ယုံကြမလဲအဲ့ဒီပြိုင်ပွဲမှာကာရိုလီဟာဘယ်ဖက်လက်နဲ့တင်းနဲ့တွေအားလုံးကိုတိတိကျကျမန်အောင်ပြည့်ရင်ဟန်ဂေရီနိုင်ငံရဲ့ပစ္စတိုတင်းနဲ့ပြည့်ချန်ပီယံပြန်ဖြစ်သွားခဲ့တယ်တူတာနဲ့မကျင်တတ်ပါဘူးအိုလံပစ်ရွှေစိတ်ဆုပ်ခိုးနိုင်မဲ့အိမ်မက်ကိုပြန်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဒုတိယကမ္ဘာစစ်ကြီးဖြစ်လာလို့1940ပြည့်နှစ်နဲ့1944ခုနှစ်တွေမှာကျင်းပမဲ့အိုလံပစ်ပြိုင်ပွဲနှစ်ခုကိုမကျင်းပဖြစ်တော့ဘူး1948ခုနှစ်မှာကျင်းပတဲ့လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာအသက်38နှစ်ရှိပြီဖြစ်တဲ့ကာရိုလီဟာပင်စတိုတင်နက်ပြည့်ရွှေစိတ်ရခဲ့ပြီးကမ္ဘာစံချိန်သက်ပါတင်နိုင်ခဲ့တယ်နောက်ထပ်၄နှစ်အကြာမှာကျင်းပတဲ့ဟန်စင်ကီအိုလံပစ်ပြိုင်ပွဲမှာလည်းနောက်ထပ်တစ်ချိန်တင်နက်ပြည့်ရွှေတစဲရခဲ့ပြန်ပါတယ်။ဒါကြောင့်ကာရိုလီဟာအိုလံပစ်ပြိုင်ပွဲတွေမှာရွှေတစဲဆိုနှစ်ကြိမ်စတိုက်ရဖို့တဲ့ပထမဆုံးအားကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်။သူဟာ1986ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။ကာရိုလီတယောက်တခြားလူတွေနဲ့ဘာကွာခြားတယ်လဲလူအတော်များများဟာသူ့အဖြစ်မျိုးကြုံလာခဲ့ရင်ငါကုတုကန်ကဆိုးလိုက်တာကွာအိုလံပစ်ချန်ပီယံဖြစ်ဖို့တေချာနေချိန်ကြာမှငါလက်ကပြတ်သွားရတယ်လို့ဒီဘဝမှာငါလူလုံးဖို့မကောင်းတော့ပါဘူးလို့တက်လုံးငိုကြွေးနေလိမ့်မယ်ဒါမှမဟုတ်အရက်ကိုအဖော်ပြုရင်သူဝမ်းနဲ့ကြေကွဲမှုကိုကုစားလိမ့်မယ်ဒါပေမဲ့ကာရိုလီကတော့သူ့တက်မှာဘလို့မှပြန်မရနိုင်တော့တဲ့လက်တစ်ဖက်ကိုတန်းတငိုကြွေးနေမဲ့အစားစိတ်ဓာတ်ကြက်ခံအားတင်ရင်ကြံရှိတဲ့လက်တစ်ဖက်ကိုကောင်းကောင်းအတုံးချသွားခဲ့တယ်တက်မှာဆုံးရှုံးမှုတစ်ခုနဲ့ကြုံတွေ့ရင်ဆိုင်ရပြီးဝမ်းနဲ့ငိုကြွေးချင်လာရင်ကာရိုလီရဲ့ဖြစ်ရမှန်ဘဝလေးကိုသတိရလိုက်စမ်းပါအခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်